ကျွန်တော်တို့ကလူတယောက်ကိုကူညီပေးလိုက်တယ်ဒါမှမဟုတ်အဲ့ဒီလူတယောက်ကိုပဲကျွန်တော်တို့ချစ်ချင်းမြတ်တာအပြေးအဝပေးလိုက်တယ်ဆိုရင်ကျွန်တော်အပါဝင်ကျွန်တော်တို့လူတွေအများစုတွေးမိကြတာအဲ့ဒီကျွန်တော်ပေးလိုက်တဲ့လူစီကနေပြီးတော့ကျွန်တော်ကူညီမှုဒါမှမဟုတ်ဒီချစ်ချင်းမြတ်တာပြန်ပြီးတော့ကျွန်တော်တို့စီရောက်လာမယ်ဆိုပြီးတော့ကျွန်တော်တို့ကအထင်မှားတတ်ကြတယ်ပေါ့နော်ဒီအကြောင်းအရာကိုကျွန်တော်ရဲ့တငယ်ချင်းတယောက်ကကျွန်တော်ရှင်းပြရတယ်ပေါ့နော်အဲ့ချိန်ကျမှကျွန်တော်ဒီဟာကိုကျွန်တော်ကောင်းကောင်းလေးနားလည်သဘောပေါက်သွားခဲ့တယ်ဗျာကျွန်တော်မြန်မာစကားပုံမှာဆိုရင်မေတ္တာဆိုတာတန်ပြန်တက်ရောက်မှုရှိတယ်ပေါ့နော်ကျွန်တော်မေတ္တာပေးရင်ကျွန်တော်မေတ္တာပြန်ရမယ်ဒီလူတယောက်ကိုကျွန်တော်ကူညီပေးလိုက်ရင်သူ့စီကနေအကူအညီပြန်လာမယ်ဆိုပြီးတော့ကျွန်တော်တို့မျှော်လင့်တတ်ကြတယ်ကျွန်တော်တို့မြန်မာစကားပုံကမှန်ပေမဲ့ကျွန်တော်တို့တွေကျွန်တော်အပါဝင်ကျွန်တော်တို့လူအများစုကဒီຢာပေါ်မှာမှားခဲ့မိကြတယ်ပေါ့နော်တကယ်တော့ကျွန်တော်တို့ပေးလိုက်တဲ့ချစ်ချင်းမြတ်တာဒါမှမဟုတ်အကူအညီတစ်ခုကကျွန်တော်တို့မျှော်လင့်တဲ့သူစီကနေပြန်မရပါပဲကျွန်တော်တို့တတိမထားမိတဲ့တခြားကျွန်တော်နဲ့ရင်းနှီးပြီးသားသူဒါမှမဟုတ်ကျွန်တော်တို့နဲ့မသိတဲ့ဒဇိန်းလူတွေစီကနေပြီးတော့အကူအညီဒါမှမဟုတ်ရင်ချစ်ချင်းမြတ်တာကျွန်တော်တို့တွေပြန်ပြီးတော့ရကြပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကတတိမထားမိလိုက်တဲ့အချိန်မှာပေါ့ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလူတဘာဝရကျွန်တော်တို့ကူညီပေးလိုက်တဲ့လူကျွန်တော်တို့အချစ်မေတ္တာပေးတဲ့သူစီကနေပဲကျွန်တော်တို့တွေအကုန်လုံးကတန်ပြန်တက်ရောက်လာဖို့ပဲကျွန်တော်မျှော်လင့်မိကြတယ်ပေါ့နော်ကျွန်တော်တို့ချစ်ချင်းမေတ္တာပေးတဲ့သူတွေစီကနေပြီးတော့ကျွန်တော်တို့မျှော်လင့်ထားတဲ့ချစ်ချင်းမေတ္တာတွေပြန်ပြီးရကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်